ကျုံကြောင်ကားလုံးချက်သားချောပါမယ်ဗျာကဲ French fry အာလူကြောင်ရှူစတင်ပလေးတွေချောမယ်ချက်သားချောမယ်စုပ်လေးတွေချောမယ်ကျုံကြောင်လေးတွေချောပါမယ်ဗျာချက်သားကားလုံးဆော့စိတ်တွေကြောက်ပါပြီဗျာဟုတ်ဒါဟိုကတော့ဝသားကြံလေးရဟိုဟာလေးချက်သားလေးရဒါသူတို့ဟိုကလောက်တဲ့ဟာဘာကြော်ပြီးတော့ဒါတို့တော့စားလို့ရတယ်သူတို့ဟိုကဒီနေ့ချက်သားကြော်ပါတော့ချက်လို့ရပြီဒါဆိုပါပြီချက်ကြောရပါပြီဒါလုံးချက်ကြောပါမယ်ကဲဒါလုံးချက်သားလုံးချစ်ကန်ပေါ်လေးချက်ကြောပါပြီချစ်ကန်ပေါ်လေးချက်ကြောရပါပြီဒါချစ်ကန်ပေါ်လေးโอเคပါဆိုပါပြီချက်သားလေးချစ်ကန်ပေါ်လေးချစ်ကန်ပေါ်လေးပါချစ်ကန်ပေါ်လေးကန်ပေါ်လေးကဲကန်ပေါ်လေးဆဲပါပြီဗျာဒါနဲ့ဆက်ပါစတာလုံးလေးကိုဆော်ရတာပါဒါနဲ့ဆက်ပါစစ်ပါပြီဗျာကဲအာလူရှုစတင်ပါအာလူပါချောပါကဲအာလူချောပါမယ်ချောပါမယ်ဗျာအာလူချောလူချောမယ်ဗျာလူချောနေပါဘူးအာလူချောနေပါပဲကဲချက်ချောဆော့ဆေးအာလူချက်သားလုံးပြီးပါပြီ